တိုင်းတွင်ခဲ့တဲ့ချာပန်စီတွေရဲ့နေမီလူစစ်ပွဲလူသားတွေပဲစစ်ပွဲတွေကိုဖန်တီးတက်တာလားသွေးအေးနဲ့စနစ်တကျတပ်ဖြတ်တာဟာလူသားတွေရဲ့တည်တဲ့အရေးချေလား1984ခုနှစ်မှာတန်ဇန်နီးယားရဲ့ဂွန်ဘေးတောအုပ်ထဲမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကဒီယူဆကိုရိုက်ချိုးပစ်ခဲ့ပါတယ်ဒါဟာရိုးရိုးလေးရဖြစ်တာမဟုတ်ပါဘူးခေါင်းဆောင်မှုအပြိုင်ပွဲကနေစတင်ပြီးတစ္ဆာဖောက်မှုအုပ်စုကွဲမှုနဲ့နောက်ဆုံးမှာတော့ရဲရဲဆက်ဆက်မျိုးဖြုတ်တပ်ဖြတ်တဲ့အထိဖြစ်သွားခဲ့တဲ့၄နှစ်ကြာမြောက်ဝန်ကဘာစေအကြောင်းမှာကဘာကျော်သိပ္ပံပညာရှင်ဂျင်းကူရော့ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ဒီအဖြစ်အပျက်ဟာတောရိုင်းတိရစ္ဆာန်လောကရဲ့အမှားမိုက်ဆုံးလှုပ်ဝက်ချက်တစ်ခုဖြစ်လာခဲ့ရပါတယ်အာနာလူပွဲရဲ့အစားဇာလန်ကတော့1982ခုနှစ်ဂွန်ဘေးတောအုပ်ထဲကအင်အားကြီးတဲ့အထုပ်သဖြင့်ချာလီနဲ့ဟာယူဆိုတဲ့ညီကိုနှစ်ကောင်ပါပဲဒီလိုနဲ့သူတို့ကြားမှာတင်းမာမှုတွေတိုးလာရင်းနဲ့1984ခုနှစ်မှာတော့အုပ်စုကြီးဟာနှစ်ချမ်းကွဲသွားခဲ့ပါတယ်ဟန်ဖရီဦးဆောင်တဲ့မြောက်ဘက်အုပ်စုနဲ့ချာလီတို့ညီကိုဦးဆောင်တဲ့တောင်ဘက်ကာဟာမာအုပ်စုဆိုပြီးပါပဲသွေးစွန်းတဲ့အမဲလိုက်ပွဲများကာဆာကီလာအုပ်စုကအထီးငါးကောင်ဟာနေချားကိုကြော်ပြီးကာဟာမာအုပ်စုဂိုဒီဆိုတဲ့မြောက်ဝန်ကိုအပိုင်ချောင်းခဲ့ကြတာပါသူတို့ဟာဂိုဒီကိုဝိုင်းဖန်ပြီးမြေပြင်ပေါ်ကိုဆွဲချတယ်ကြောက်ခဲကြီးတွေနဲ့ထူတယ်တကိုယ်လုံးကိုကိုက်ခွဲကြတယ်ဂိုဒီကအပြင်းထန်တရားတွေနဲ့ထွက်ပြေးသွားခဲ့ပေမဲ့နောက်တစ်ခါဘယ်တော့မှပြန်ပေါ်မလာတော့ပါဘူးဒီနေရာမှာထူးခြားတာကအဲ့လိုတပ်ပြီးတဲ့နောက်ကာဆာကီလာအုပ်စုဟာတာမန်ထက်ထူခဲ့တဲ့အောင်ပွဲခံအော်ဟစ်မှုတွေတက်ကိုင်းတွေကိုရန်ပြီးကခုန်တာတွေကိုလုပ်ခဲ့ကြတာပါဒါဟာဗီဇရာတိုက်ခိုက်တာထက်ရန်သူကိုနှိမ်နှင်းလိုက်ပြီးဆိုတဲ့စိတ်ကျဉ်တဲ့မှုကိုပြသတာပါဂိုလီယက်ဆိုတဲ့မြာဝန်ဟာသူတို့နဲ့ငြိမ်းချမ်းရေးယူဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာအသက်ခံလိုက်ရတာပါချာလီလည်းအသက်ခံရပါတယ်နောက်ဆုံးမှာတော့ကာမာအုပ်စုရဲ့အထီးတွေအကုန်လုံးအမဲလိုက်ခံလိုက်ရတာပါကြံခဲ့တဲ့အမားတွေကိုတော့ကာဆာကီလာအုပ်စုကအတင်းအားဓမ္မဖန်ဆီးခေါ်ဆောင်သွားခဲ့ကြတယ်ဒါဟာတကယ့်စစ်ပွဲတစ်ခုလိုပါပဲပညာရှင်ဂျင်းကူတော့ပြောခဲ့တာတစ်ခုရှိပါတယ်သူကညဘက်ဆိုအိမ်မက်ထဲဒီကိစ္စတွေမှတ်ပြီးလန်နိုးလာရတယ်ဆိုတဲ့အကြောင်းပါပဲမြောက်ဝင်တွေမှာလူသားတွေလိုပဲမနာလိုမှုနဲ့ရန်ညှိုးတွေရှိနေတယ်ဆိုတာယုံနိုင်စရာရှိရလားအောက်ကကွန်မန့်မှာဆွေးနွေးသွားကြပါဦး1988ခုနှစ်မှာတော့ကာဟာမာအုပ်စုဆိုတာကမ္ဘာပေါ်မှာမရှိတော့ပါဘူးကာဆာကီလာတွေဟာသူတို့ရဲ့ရန်သူတွေကိုအပြတ်ရှင်းပြီးနယ်မြေကိုသိမ်းပိုက်လိုက်ပါတယ်ဒါပေမဲ့သူတို့လည်းအကြာကြီးမပြောလိုက်ရပါဘူးအင်အားကြီးလာတဲ့တခြားအုပ်စုတွေကနယ်မြေပြန်လို့လာတော့သူတို့လည်းနောက်ဆုတ်ခဲ့ရပါတယ်အခုလိုတော်ရိုင်းတိရစ္ဆာန်တွေရဲ့စိတ်လှုပ်ရှားစရာအကြောင်းအရာတွေကိုအမြဲကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနောက်ဗီဒီယိုမှာပိုပြီးထူးခြားတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘေးကင်းကြပါစေ